နော်ခုမှဆိုရင်လည်းပုံပြီးနားလို့ကောင်းတယ်ဒီပေါ်မှာဆိုရင်လည်းပုံပြီးနားလို့ကောင်းတယ်ကျွန်တော်တို့ဒီတစ်ခါရောက်ရှိနေတာကတော့နှစ်ပေါင်းထောင်ကျော်တက်တန်းရှိတဲ့ကိုရန်ကြောက်စာမတန်းနေရေးသားထားတဲ့ဂူတွေဘက်ကိုကျွန်တော်တို့ရောက်နေတာပါဒါကတော့ဂူထဲမှာယာဒါဝုဒ်အင်နာဂျအလ်နာကာအမယာဒါဝုဒ်အင်နာဂျအလ်နာကာခလီဖတန်အဲ့လောက်ထိတော့ထည့်ရှာတယ်ထင်းထင်းဆောက်ရှောက်ဖို့အတွက်သူတို့ကအခုဒီမှာ project လုပ်ထားတာပေါ့နော်ကြောက်တုံးလေးပေါ်မှာကိုရအားရရှိတဲ့နေရာကျွန်တော်တို့ရောက်နေတာဒါနေ့ပေါင်းတော်ကြာယူရှိနေသေးတယ်နော်နှစ်ထောင်ချီပြီးတာရဟိုလီမီနာရဲ့ Umra ခီးစဉ်တွေဟာ Umra ခီးစဉ်တိတက်မယ်မဟုတ်ဘဲနဲ့အခုလိုပဲ adventure ဖြစ်တဲ့ခီးစဉ်တွေလည်းပေါင်းဝင်မှာဖြစ်ပါတယ်နော်ခုမှဆိုရင်လည်းပုံပြီးနားလို့ကောင်းတယ်ဒီပေါ်မှာဆိုရင်လည်းပုံပြီးနားလို့ကောင်းတယ်တို့အနေထားပေါ်သားအဲ့လိုဖြစ်နေဒီမှာပွင့်လေးပြောရင်အဲဟုကတလုံးလိုမျိုးထနဲ့နားလို့ရတယ်နေရင်ခုန်စရာကောင်းတဲ့ Holy Mina ရဲ့ package တွေမှာတော့ဈေးသက်သာတဲ့ package တွေရှိတယ်လို့တကယ်ကို luxury ဆန်တဲ့ package တွေလည်းလူကြီးမင်းတို့ရရှိမှာဖြစ်ပါတယ်တင်ဟာလူငယ်တယောက်လည်းဖြစ်တယ်ကာဘာကျောင်းတော်ကိုရောက်ဖူးခြင်းနဲ့အခုလိုပဲထူဆန်အံ့ဩဖွယ်ကောင်းတဲ့နေရာတွေကိုလည်းတွားရောက်လေ့လာခြင်းနဲ့ဆိုရင် Holy Mina ကလူငယ်တွေအတွက်ကိုဈေးအသက်အဆုံး package တချို့ကိုလည်းလက်ရှိမှာစီစဉ်ထားပေးပါတယ်။ဟောမှာတော့ပုံလုံးလည်းပေါ့။ရောပုံလွယ်အလိုက်မလဲ။အလားသူ့အတွက်ပေါ့နော်။အလောက်မတပါတဲ့ကလုံလောက်သွားပါပြီဆိုတော့ပေါ့နော်။အဲ့ဒီအကြောင်းလည်းရေးထားတယ်။ဒါဟီဂျရီ80လောက်ကနှစ်ထောင်ကျော်ပြီနော်ဟီဂျရီ80ဆိုတာကဆာဟာဘာတွေကဟီဂျရီ100နဲ့100ဆုံးလေးမှာဆာဟာဘာတွေရဲ့အသက်ရှိနေတော့ဟိုကြောက်စာရေးတာဒါရေးရတော်ခဲ့တယ်ဒီကြောက်တော်မှာဒီထဲမှာကြတော့အုပ်ဒီမှာဂူလေးတကူလက်ဂူတခုရှိလူကြီးမင်းတို့အနေနဲ့ Umra သွားကျင်တာပဲဖြစ်ဖြစ် hash သွားကျင်တာပဲဖြစ်ဖြစ် Holy Mina နဲ့ဆက်သွယ်ပြီးတော့ဘယ်လိုပုံစံမျိုး package မျိုးလိုချင်တယ်ဆိုတာကိုတိုင်ပင်ဆွေးနွေးလို့ရပါတယ်။ Holy Mina အနေနဲ့ကတော့ကောင်းတဲ့ရင်းနှံ့အနေနဲ့အများကြားမှာလူသိများတဲ့ Hajj Umrah service company ဖြစ်ပြီးတော့လူကြီးမင်းတို့ကိုအကောင်းဆုံး service တွေပေးဖို့အတွက်အမြဲအသင့်ရှိနေပါတယ်